ဘတ်ချက်လည်းမထီအိတ်ကက်လည်းမပေါက်စေမဲ့အလူမီနီယံစလိုက်တကားမျိုးကိုရှာနေရလားကိုကအိမ်ဆောက်နေတဲ့အိမ်ရှင်ဒါမှမဟုတ်ကန်ထရိုက်ဆိုလို့ရှိရင် UPVC ကိုလည်းမသုံးချင်ဘူးအလူမီနီယံကိုလည်းသုံးချင်တယ်ဘတ်ချက်လည်းဆေးဖြစ်ချင်တယ်ဆိုတဲ့သူတွေအတွက်ကိုပြပြပေးချင်ပါတယ်အလူမီနီယံကတော့ UPVC လိုမျိုးအလာရင်ကမ်းမင်းဘန်ကိုဆိုပြီးတော့ brand name တစ်မျိုးတည်းကထွက်လာတာမျိုးမဟုတ်တော့နည်းနည်းတော့ရှုပ်ထွေးတာမျိုးတော့ရှိတယ်ဈေးကွက်ထဲမှာလည်းခိုးရှိရှိဆိုပြီးတော့စင်တိုရိုးမ brand တွေလည်းအများကြီးထုတ်ထားတာမျိုးရှိတယ် quality လည်းကွဲမယ်ဈေးနှုန်းကလည်းကွဲမယ်အထဲမှာဒီတော့အမေရှင်ကသုံးပေးတဲ့ခိုးရှိရှိကတော့ A+ brand တစ်မျိုးလည်းပါပဲဒီခိုရှိရှိ A+ ရဲ့အားသာချက်လေးကိုပြပြပေးမယ်နော်ဒီခိုရှိရှိ A+ ကကြတော့သူ့ရဲ့ရှောက်လန်းလိုင်းလေးကအနှိမ့်အမြင့်လေးရှိနေတာဖြစ်တဲ့အတွက်ရေစင်းပေါက်တွေဆိုလို့ရှိရင်လည်းအနှိမ့်အမြင့်လေးဖြစ်သွားတာဖြစ်လို့မိုးတွင်းရေဝင်တဲ့ရေစင်းပေါက်လေးကသူ့အော်တိုစီးကြတော့မှဖြစ်လို့ရေယူမှရေစိတ်မှလည်းအတွက်လည်းစိတ်ပူစရာမလိုဘူးနော်စေးသားကလည်းအမျိုးအစားကောင်းတဲ့ပေါက်တာကုတ်တဲ့အမျိုးအစားဖြစ်တဲ့အတွက်အခက်လိုက်ကွာကြတာမျိုးမရှိဘူးအယောင်ပြေတာမျိုးမရှိဘူးတန်ကြီးကြိုက်တာမျိုးတွေလည်းမရှိပါဘူးဈေးနှုန်းလေးကလည်းခိုရှိရှိစီးပြီး1 ml အထူနဲ့ A+ brand ကိုမှမှအကြည့်နဲ့ယူမယ်ဆိုလို့ရှိရင်1 square feet ကို21,900ကနေစရှိပါမယ် site design နဲ့မှန်ပုံမူတည်ပြီးတော့ဈေးနှုန်းလေးတွေကအပြောင်းလဲရှိတာမို့လို့တကယ်လို့ကိုကဈေးနှုန်းသိချင်တယ်ဆိုလို့ရှိရင်တော့လိုချင်တဲ့ site လေးတွေ design လေးတွေကို comment မှာသုံးမဟုတ်ချက်ပေါက်မှာအသေးစိတ်လာအောင်မေးမြန်းလို့ရပါတယ်နော်ခုလိုမျိုးအလူမီနီယံတကားတွေကိုတစ်ချက်ကစပြီးမှနိုင်တယ်လို့အချက်ရည်များမှာမယ်ဆိုလို့ရှိရင်လည်းအချက်ရည်လိုက်ကျူးစလက်ကာစင်းလုံးစီစဉ်ပေးထားတာမလို့လွတ်တယ်ဆိုလို့ရှိရင်အများဆုံးဆက်သွယ်လိုက်တော့နော်အရေးသွင်းမှန်စေးတန် UPVC အလူမီနီယံပတင်းတကားဆိုအမစ်ရှာညီမကတော့အမစ်ရှာရဲ့စေးမာဂရီနင်းကတည်တာပဲဖြစ်ပါတယ်ရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်